အားလုံးပဲမင်္ဂလာပါကျမကတော့ RBF Plus ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ Patrina ဖြစ်ပါတယ်အခုအခါမှာတော့ RBF Plus ကတတိယအကြိမ်မြောက်စီမံကိန်းအဆိုပြုလာတွေကို2026ခုနှစ်ဩဂုတ်လ14ရက်နေ့မှာထပ်မံခေါ်ယူတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာတော့အရင် RBF မြန်မာအကြောင်းအခု RBF Plus program အကြောင်းနဲ့တတိယအကြိမ်မြောက်အဆိုပြုလာတွေကိုဘယ်လိုလျှောက်ထားရမလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ RBF Plus program မလာခင် RBF မြန်မာဆိုတဲ့ program အရင်ဆုံးရှိခဲ့ပါတယ်။ RBF မြန်မာဟာဆိုရင်ဒိန်းမတ်နိုင်ငံရဲ့ထောက်ပံ့ပေးမှုနဲ့2019ကနေ2023ခုနှစ်အထိတည်ရှိခဲ့ပြီးတော့မြန်မာကျပ်ငွေသိန်းပေါင်း2,100,000အထိထောက်ပံ့ပေးခဲ့ပါတယ်။ RBF မြန်မာရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အလေးထားကောင်းတွေကိုတိုးမြင့်ပေးနိုင်ဖို့နဲ့စံနမူနာကောင်းလုပ်ငန်းတွေဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါတယ်။ထောက်ပံ့ပေးခဲ့တဲ့စီမံကိန်းအရေးအတွက်ဟာဆိုရင်တိုင်းနဲ့ပြည်နယ်အလိုက် area 9ခုအောက်ကနေစီမံကိန်းပေါင်း692ခုအထိအောင်မြင်စွာထောက်ပံ့ပေးခဲ့ပါတယ်။အဲ့လို RBF မြန်မာအနေနဲ့အောင်မြင်ခဲ့တာမို့အခု RBF Plus program ဟာလည်းထပ်မံပေါ်ပေါက်လာခဲ့ပါတယ်အခုကတော့ RBF Plus program အကြောင်းလေးကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ RBF Plus program ဟာဆိုရင်2024ကနေ2028ခုနှစ်အထိတည်ရှိမှာဖြစ်တဲ့၄နှစ်တာ program လေးတစ်ခုဖြစ်ပါတယ်။ထောက်ပံ့ပေးတဲ့နိုင်ငံတွေကတော့ဥရောပသမဂ္ဂအဖွဲ့ EU ဆွစ်ဇာလန်နိုင်ငံနဲ့ဒိန်းမတ်နိုင်ငံတို့ကနေထောက်ပံ့ငွေပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။ RBF Plus ရဲ့ရည်ရွယ်ချက်ကတော့ပြည်ရင်းစိုက်ပျိုးငွေမြူရေးတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှာပါဝင်တဲ့လုပ်ငန်းတွေရဲ့ဗတ်ပေါင်းစုံကနေပြီးတော့မှဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးအရာကြခိုင်နိုင်စွမ်းကိုမြင့်တင်ပေးဖို့အတွက်ရည်ရွယ်ပြီးတော့ထောက်ပံ့ပေးတာဖြစ်ပါတယ်။ထောက်ပံ့ပေးတဲ့နည်းလမ်းအနေနဲ့ကတော့ matching grant တစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးတဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကတော့နှစ်ပိုင်းရှိပါတယ်။ပထမတစ်ပိုင်းကတော့စိုက်ပျိုးမွေးမြူရေးတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှာပါဝင်တဲ့တောင်သူလယ်သမားတွေအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့ပေးမှာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့စိုက်ပျိုးမွေးမြူရေးနဲ့ရေလုပ်ငန်းသွင်းအားစုကုမ္ပဏီကြီးတွေပစ္စည်းဒါမှမဟုတ်နည်းပညာတင်သွင်းတဲ့ supplier တွေစီးပွားရေးအဖွဲ့အစည်းတွေပြည်ရင်းအကြီးစားလက်လီရောင်းချတဲ့သူတွေနဲ့နိုင်ငံခြားကအဝယ်တော်ကုမ္ပဏီကြီးတွေကိုရည်ရွယ်ပြီးတော့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ RBF Plus ရဲ့ပထမအကြိမ်နဲ့ဒုတိယအကြိမ်ခေါ်ဆိုမှုမှာအကောင့်ထဲပေါ်ပြီးစီးခဲ့တဲ့စီမံကိန်းအရေးအတွက်တွေပဲဖြစ်ပါတယ်။ပထမအကြိမ်နဲ့ဒုတိယအကြိမ်ခေါ်ဆိုမှုမှာ area 6ခုအောက်ကနေအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ခွင့်ပြုခဲ့တဲ့စီမံကိန်းအရေးအတွက်ဟာဆိုရင်စုစုပေါင်း900ခုရှိပြီးတော့အကြောင်းကြောင့်နှုတ်ထွက်ခဲ့တဲ့စီမံကိန်းက309ခုရှိပါတယ်။အခုချိန်ထိအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့စီမံကိန်းအရေးအတွက်ကစုစုပေါင်း994ခုရှိပါတယ်။ဒါကတော့ area အလိုက်အကောင့်ထဲပေါ်ဆောင်ရွက်နေစေဖြစ်တဲ့စီမံကိန်းအရေးအတွက်တွေပဲဖြစ်ပါတယ်။ပထမအကြိမ်နဲ့ဒုတိယအကြိမ်အဆိုပြုလာခေါ်ဆိုမှုမှာဆိုရင်အောင်မြင်ခဲ့တဲ့စီမံကိန်း994ခုထဲမှာဆိုရင် area 3စွမ်းရည်အလေအလွင်ရှော့ချခြင်းနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်အသုံးပြုခြင်းနဲ့ area 6လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေးခေါင်းစဉ်အောက်ကလုပ်ငန်းတွေအားဆိုရင်ထောက်ပံ့ငွေအများဆုံးရှောက်ထားအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဒီစီမံကိန်း994ခုဟာဆိုရင်ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာသဘောတူညီမှုစာချုပ်ချုပ်ဆိုပြီးဖြစ်ပြီးတော့ထောက်ပံ့ငွေစုစုပေါင်းဟာဆိုရင်ငွေကျပ်အားဖြင့်သိန်းပေါင်း3,808,800ခန့်ရှိပါတယ်။ဒီထဲကတချို့တစ်ဝက်ကို RBF Plus ကထောက်ပံ့ငွေပေးအပ်ခဲ့ပြီးတော့တချို့တစ်ဝက်ကတော့စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နေစေဖြစ်ပါတယ်။ဒါကတော့ RBF Plus ရဲ့စီမံကိန်းတည်နေရာတွေကိုပြည်နယ်နဲ့တိုင်းအလိုက်ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ရွေးချယ်ခဲ့တဲ့စီမံကိန်းတွေက AR တိုင်း၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာစီမံကိန်းအများဆုံးတည်ရှိတာပဲဖြစ်ပါတယ်။ထောက်ပံ့ပေးခဲ့တဲ့ area တွေကတော့ RBF Plus ရဲ့ပထမအကြိမ်နဲ့ဒုတိယအကြိမ်ခေါ်ဆိုမှုမှာစုစုပေါင်း area 9ခုကိုထောက်ပံ့ပေးခဲ့ပါတယ်။ဒါပေမဲ့ area 3ဖြစ်တဲ့စွမ်းရည်အလေအလွင်ရှော့ချခြင်းနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်အသုံးပြုခြင်းနဲ့ area 6ဖြစ်တဲ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေး area တွေကိုထောက်ပံ့ငွေအများဆုံးပေးအပ်ပြီးဖြစ်တဲ့အတွက်အခုတစ်ခေါက်တတိယအကြိမ်အဆိုပြုလာခေါ်ဆိုမှုမှာဆိုရင်တော့ area 3နဲ့6ကမပါဝင်တော့ပါဘူး။ area 8ဖြစ်တဲ့ပြည်ပကုန်စည်ပြပွဲတွေမှာလေယာဉ်ထွက်ကုန်ထုတ်လုပ်တဲ့ MSME များပါဝင်ပြသခြင်း area ကလည်းဒီတစ်ခေါက်မှာပါဝင်တော့မှာမဟုတ်ပါဘူး။အခုတတိယအကြိမ်မြောက်အဆိုပြုလာခေါ်ဆိုမှုမှာဆိုရင် area 9ခုကိုထောက်ပံ့ပေးမှာပဲဖြစ်ပါတယ်။ area တွေကိုကဏ္ဍ1 2 3ဆိုပြီးတော့ခွဲခြားထားပါတယ်။
ဘယ်ကဏ္ဍတွေမှာဘယ်လိုလုပ်ငန်းမျိုးတွေလျှောက်ထားလို့ရလဲဆိုတာတွေနဲ့ထောက်ပံ့ငွေပမာဏတွေကိုအသေးစိတ်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဒီမှာဖော်ပြပေးထားတာကတော့ကဏ္ဍ1နှစ်3အလိုက် RBF Plus ကထောက်ပံ့ပေးမဲ့ area 9ခုပဲဖြစ်ပါတယ်အခုတတိယအကြိမ်လျှောက်လာခေါ်ဆိုမှုမှာဆိုရင်တော့ area 10ဖြစ်တဲ့စိုက်ပျိုးမွေးမြူရေးနည်းပညာသွင်းအားစုနဲ့စက်ကိရိယာထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအတွက်နည်းပညာဆိုင်ရာယင်းနှိမ့်မြုပ်နှံမှုမြင့်တင်ခြင်းဆိုတဲ့ area အသစ်တစ်ခုကိုထပ်မံထည့်သွင်းထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ area 10ဟာဆိုရင်RBF Plus ကနေပြီးတော့ထပ်တိုးထောက်ပံ့ငွေပေးမဲ့ area တစ်ခုအဖြစ်ထည့်သွင်းနိုင်ဖို့အတွက်အတည်ပြုချက်ကိုစောင့်ဆိုင်းနေဆဲဖြစ်တဲ့အတွက်ကြောင့် area 10အတွက်ရှောက်လာခေါ်ဆိုမှုကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးတာကိုလည်းလူကြီးမင်းတို့ကိုအသိပေးလိုပါတယ်အခုကတော့ကဏ္ဍအလိုက် area တွေကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကဏ္ဍ1ဟာဆိုရင်တောင်သူလယ်သမားတွေလေယာထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေနဲ့ supplier company တွေကိုရည်ရွယ်ပြီးတော့ area 1ဖြစ်တဲ့တောင်သူလယ်သမားများအတွက်ခင်မီသွင်းအားစုနဲ့နည်းပညာများနဲ့ area 2ဖြစ်တဲ့လေယာထွက်ကုန်နဲ့သက်ဆိုင်သောခင်မီနည်းပညာများအား data တွင်ထုတ်လုပ်နိုင်အောင်ပြုလုပ်ခြင်းခေါင်းစဉ်အောက်ကနေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်တောင်သူလယ်သမားတွေအတွက်ခင်မီစမ်းသစ်တဲ့သွင်းအားစုတွေနည်းပညာတွေနဲ့ဝန်ဆောင်မှုတွေကိုယူဆောင်လာပေးခြင်းတဲ့သူတွေအားဆိုရင် area 1အောက်မှာရှောက်ထားနိုင်ပါတယ်ဒီမှာဆိုရင်စိုက်ပျိုးမွေးမြူရေးအတွက်နည်းပညာအခြေပြုဝန်ဆောင်မှုတွေခင်မီသားပေါက်စနစ်နဲ့မျိုးပွားနည်းပညာတွေအစရှိရာတွေပါဝင်ပါတယ်။ဥပမာမြန်မာနိုင်ငံမှာမရှိသေးတဲ့နည်းပညာအသစ်တွေကိုတူယူဆင်ပွားပြီးတော့တောင်သူလယ်သမားတွေကိုပြန်လည်ဖြန့်ဝေတဲ့အခါမှာလိုအပ်တဲ့နည်းပညာတွေစက်ယန္တရားတွေကို area 1အောက်ကနေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒီပုံနဲ့စာမှာဖော်ပြပေးထားတာတွေကတော့ဥပမာတွေဖြစ်ပြီးတော့လူကြီးမင်းတို့မှာအခြားချိတ်ဆက်အကျုံးဝင်တဲ့စိုက်ပျိုးမွေးမြူရေးနဲ့ရေလုပ်ငန်းဆိုင်ရာခင်မီနည်းပညာတွေရှိရင်လည်းရှောက်ထားလို့ရပါတယ်။လေယာထွက်ကုန်နဲ့သက်ဆိုင်တဲ့ခင်မီနည်းပညာတွေစက်ကိရိယာတွေကိုကိုယ့်ပြည်တွင်းဒေသတွင်းမှာပဲထုတ်လုပ်ခြင်းတဲ့သူတွေအားဆိုရင် area 2အောက်မှာရှောက်ထားလို့ရပါတယ်။ဥပမာအနေနဲ့ဆိုရင်ပြည်ပကနေတင်သွင်းနေရတဲ့လေယာသုံးစက်ကိရိယာပစ္စည်းတွေကိုကိုယ့်ပြည်တွင်းမှာပဲဈေးတက်နဲ့ပြန်လည်ထုတ်လုပ်ရောင်းချနိုင်အောင်ဆောင်ရွက်မဲ့စီမံကိန်းတွေအတွက်လိုအပ်တဲ့စက်ကိရိယာတွေဤပညာတွေကိုရှောက်ထားနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင်ပြည်ရင်းဖြစ်ကုန်ကြစိတ်သက်သာတဲ့အချောက်ခံဆက်တွေထွန်းဆက်တွေနဲ့ရိတ်ချွေဆက်တွေထုတ်လုပ်တာမျိုးတွေကိုလူကြီးမင်းတို့အနေနဲ့ရှောက်ထားနိုင်ပါတယ်။ကဏ္ဍ1အတွက်ထောက်ပံ့ငွေရဆိုရင်စုစုပေါင်းစီမံကိန်းကုန်ကြစရိတ်ရဲ့90%အများဆုံး3,400ကျပ်ကိုထောက်ပံ့ငွေပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ရှောက်ထားတဲ့စီမံကိန်းအရေးအတွက်များတယ်ဆိုရင်တော့ RBF Plus ကထောက်ပံ့ငွေရာခိုင်နှုန်းကိုရှော့ချနိုင်တယ်ဆိုတာကိုလည်းလူကြီးမင်းတို့အနေနဲ့သိရှိနားလည်လက်ခံထားပါမယ်။ကဏ္ဍ2ဟာဆိုရင်တော့တောင်သူလယ်သမားတွေနဲ့လေယာထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကိုရည်ရွယ်ပြီးတော့ area 4ရေသုံးစွဲမှုရှော့ချခြင်း area 5စွန့်ပစ်ပစ္စည်းနဲ့အညစ်အကြေးပြန်လည်အသုံးချခြင်းနဲ့ area 9အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းတို့သာပါဝင်တော့မှာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင် area 3ဖြစ်တဲ့စွမ်းရည်အလေးအလွှဲရှော့ချခြင်းနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်အသုံးပြုခြင်းနဲ့ area 6ဖြစ်တဲ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေး area တွေအားဆိုရင် RBF Plus ရဲ့ပထမအကြိမ်နဲ့ဒုတိယအကြိမ်အဆိုပြုလာခေါ်ဆိုမှုတွေမှာစီမံကိန်းအရေးအတွက်အများဆုံးအောင်မြင်စွာအကောင့်ထဲပေါ်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ area တွေကတော့အခုတတိယအကြိမ်ခေါ်ဆိုမှုမှာပါဝင်တော့မှာမဟုတ်ပါဘူးarea 4ဖြစ်တဲ့ရေသုံးစွဲမှုရှော့ချခြင်းမှာဆိုရင်လူကြီးမင်းတို့အနေနဲ့ကိုယ့်လုပ်ငန်းမှာရေသုံးစွဲမှုရှော့ချနိုင်ဖို့အတွက် drip irrigation ရေအဆက်ချစိုက်ပျိုးတဲ့စနစ်တွေ sprinkler ရေဖြန်းစနစ်တွေနဲ့စိုက်ပျိုးရေပေးဝေတာတွေအဆက်ရှိရာတွေရှောက်ထားနိုင်ပါတယ်။ area 5ကတော့စိုက်ပျိုးမွေးမြူရေးကနေထွက်တဲ့စွန့်ပစ်ပစ္စည်းနဲ့အညစ်အကြေးတွေကိုပြန်လည်အသုံးချခြင်းတဲ့သူတွေအတွက်ဖြစ်ပါတယ်။ဒီမှာဆိုရင်စပခွန်လောင်စာသုံး gasifier တွေလောင်စာတောင်းထုတ်လုပ်တဲ့စက်တွေအချောက်ခံဆက်တွေနဲ့တဘာဝမြေဩဇာတွေထုတ်လုပ်တာတွေပါဝင်ပါတယ်။စွန့်ပစ်ပစ္စည်းတွေကိုပြန်လည်တက်ဆင်ပြီးတော့အစင်းမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းတဲ့သူတွေအားဆိုရင်လည်းဒီ area 5အောက်ကနေရှောက်ထားလို့ရပါတယ်။ area 9မှာဆိုရင်လည်းအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းဆိုပြီးတော့နှစ်ပိုင်းခွဲခြားထားပါတယ်။အစားအသောက်ထုတ်ကုန်ထုတ်လုပ်တဲ့စက်ရုံအလုပ်ရုံတွေမှာအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လိုအပ်တဲ့စက်ပစ္စည်းပြောင်းလဲရတာတွေဒါမှမဟုတ်လိုအပ်တဲ့နည်းပညာအသုံးပြုရတာမျိုးတွေဆိုရင်ရှောက်ထားနိုင်ပါတယ်။ဥပမာလူကြီးမင်းတို့ရဲ့ထုတ်ကုန်တွေကိုပိုးမွှားနဲ့မှုအန္တရာယ်တွေကနေကင်းဝေးပြီးတော့ food safety တိုးတက်စေနိုင်ဖို့အတွက် solar dryer dome တွေ packaging machine တွေ cold storage အစရှိရာတွေရှောက်ထားလို့ရပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့ကုန်ကြမ်း
ပုံမှန်ထုတ်နေတဲ့ထုတ်ကုန်ကနေအရေးသေးပုံမြင့်ပြီးတော့ဈေးနှုန်းပိုရတဲ့ဈေးကွက်စံနှုန်းသတ်မှတ်ချက်နဲ့လည်းကိုက်ညီတဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်ချင်တယ်ဆိုရင်တော့လုပ်ငန်းအတွက်လိုအပ်တဲ့ processing machine တွေကိုလည်းရှောက်ထားနိုင်ပါတယ်။ကဏ္ဍနှစ်မှာဆိုရင်စုစုပေါင်းစီမံကိန်းကုန်ကျစရိတ်ရဲ့50%အများဆုံး$2,000ကျပ်ကိုထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာတခုရှိတာကတူညီတဲ့ area တွေမှာရှောက်ထားတဲ့စီမံကိန်းအရေးအတွက်များပြားလို့ရင်တော့ IBF Plus က area အလိုက်ထောက်ပံ့ငွေရာခိုင်နှုန်းကိုရှော့ချနိုင်တယ်ဆိုတာကိုလည်းလူကြီးမင်းတို့သိရှိနားလည်ထားရပါမယ်။လေယာထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကိုအတွေ့အကြုံတွေဗဟုသုတတွေမျှဝေတဲ့သင်တန်းတွေအတွက်ဆိုရင်တော့ area 6အောက်ကနေရှောက်ထားနိုင်ပါတယ်။ဒီနေရာမှာဆိုရင်ရှောက်ထားခြင်းတဲ့သင်တန်းကဈေးကွက်လိုအပ်ချက်စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့အသိပညာတွေကိုမျှဝေတဲ့သင်တန်းဖြစ်ရပါမယ်။ဥပမာအားဖြင့်စံပြောင်းပဲအစရှိတဲ့လေယာထွက်ကုန်တွေကိုပြည်ရင်းပြည်ပကိုတင်ပို့ရောင်းချနိုင်ဖို့အတွက်ဈေးကွက်စံချိန်စံညွှန်းနဲ့ကိုက်ညီအောင်ပြုလုပ်တဲ့သင်တန်းမျိုးတွေဖြစ်ရပါမယ်။ကဏ္ဍ3 area 9အတွက်ဆိုရင်တော့စုစုပေါင်းစီမံကိန်းကုန်ကျစရိတ်ရဲ့အများဆုံး90%ကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာဈေးကွက်ဖောက်တဲ့လုပ်ငန်းတွေအတွက်သင်တန်းမျိုးဆိုရင်တော့အများဆုံး$400ကျပ်နဲ့ပြည်ရင်းဈေးကွက်ဖောက်တဲ့လုပ်ငန်းတွေအတွက်သင်တန်းမျိုးဆိုရင်တော့$280ကျပ်ကိုထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ area 10ကတော့စိုက်ပျိုးမွေးမြူရေးနည်းပညာသွင်းအားစုနဲ့စက်ကိရိယာထုတ်လုပ်တဲ့ကုမ္ပဏီလုပ်ငန်းတွေအတွက်တရုတ်၊အိန္ဒိယ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေမှာရှိတဲ့ခင်မီသွင်းအားစုနည်းပညာကုမ္ပဏီတွေနဲ့ဓာတ်ရိုက်တွေ့ဆုံချိတ်ဆက်နိုင်စေဖို့အတွက်ပံ့ပိုးပေးမဲ့ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ဒီ area ဆိုရင်လေ့လာရေးခရီးစဉ်တစ်ခုတက်မဟုတ်ပဲနဲ့ရှောက်ထားအောင်မြင်မဲ့လုပ်ငန်းတွေအားဆိုရင်အဆိုပါ၄နိုင်ငံမှာရှိတဲ့ကုန်စည်ပြပွဲတွေနည်းပညာကုမ္ပဏီတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်နိုင်ပြီးတော့နည်းပညာအသစ်တွေကိုလေ့လာသင်ယူလာနိုင်မယ်။နည်းပညာကုမ္ပဏီတွေနဲ့ပူးပေါင်းလှုပ်ဆောင်ခြင်းဆိုင်ရာသဘောတူညီချက်တွေပါရရှိလာနိုင်ပြီးတော့ချိတ်ဆက်ဖလှယ်ခဲ့တဲ့နည်းပညာအသစ်တွေကိုကိုယ့်ဒေတာအတွင်းမှာပဲပြန်လည်ထုတ်လုပ်လာနိုင်မှုအထိရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ဒီ area အတွက်ဆိုရင်နည်းပညာနဲ့ကုန်စည်ပြပွဲတွေအတွက်တွားရောက်ကြည့်ရှုတဲ့ကုန်ကျစရိတ်တွေနည်းပညာကုမ္ပဏီတွေကိုတွားရောက်လေ့လာဖို့ကုန်ကျစရိတ်တွေနဲ့ဘာသာပြန်ငှားရမ်းကားတွေနည်းပညာရှင်ငှားရမ်းကားစသဖြင့်ဒီခရီးစဉ်အတွက်ဓာတ်ရိုက်ဆက်တဲ့ကုန်ကျစရိတ်တွေကိုပါဝင်လျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။လုပ်ငန်းရှင်တွေကမိမိလေ့လာလိုတဲ့သက်ဆိုင်ရာခန္ဓာအလိုက်နည်းပညာအသစ်တွေကို area 10အောက်မှာရှောက်ထားနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင်စိုက်ပျိုးရေးဆိုင်ရာနည်းပညာတွေဥပမာလေယာသုံးစက်ကိရိယာထုတ်လုပ်တဲ့နည်းပညာစိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကိုတန်ဖိုးမြင့်ထုတ်လုပ်တဲ့စက်ကိရိယာတွေမျိုးစိမ်းနဲ့ဇီဝသွင်းအားစုနဲ့ပတ်သက်တာတွေဝက်ကြက်မွေးမြူရေးဆိုင်ရာနည်းပညာတွေရေလုပ်ငန်းနဲ့ငါးပစုံမွေးမြူရေးဆိုင်ရာနည်းပညာအစရှိရာတွေပါဝင်ပါတယ်ကဏ္ဍ3 area 10အတွက်ဆိုရင်တော့စုစုပေါင်းစီမံကိန်းကုန်ကျစရိတ်ရဲ့85%အများဆုံး$2,000ကျပ်ကိုထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့ခုနကပြောပြပေးသွားခဲ့တဲ့ကဏ္ဍအလိုက်ထောက်ပံ့ငွေတွေကိုပြန်ပြီးအချင်းချုပ်ဖော်ပြပေးထားတာဖြစ်ပါတယ်။အခုကတော့ကဏ္ဍအလိုက်ဘယ်လိုမျိုးလုပ်ငန်းတွေရှောက်ထားလို့ရလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဏ္ဍ1ကိုရှောက်ထားခြင်းတဲ့သူတွေအားဆိုရင်မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့လုပ်ငန်းဖြစ်ရပါမယ်။လုပ်ငန်းလည်ပတ်နေတာအနည်းဆုံးသက်တမ်း2နှစ်ရှိရပါမယ်။2025-2026 ခုနှစ်အတွက်ငွေစီးရင်ရှင်းတန်းတွေကိုတင်ပြနိုင်ရပါမယ်။လုပ်ငန်းတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုက်ညီတဲ့နည်းပညာစက်ပစ္စည်းဒါမှမဟုတ်နည်းပညာရောင်းချမဲ့ supplier ကိုတည်တည်ချာချာရွေးချယ်ထားရပါမယ်။ဒါအပြင်ထောက်ပံ့ငွေသဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး12လအတွင်းမှာစီမံကိန်းကိုအကောင့်ထဲပေါ်ရမှာဖြစ်တဲ့အတွက်လုပ်ငန်းရှင်ဘက်ကထည့်ဝင်စိုက်ထုတ်ရမယ်ငွေအရင်းနှီးကိုလည်းပြင်ဆင်ထားရမှာဖြစ်ပါတယ်။ကဏ္ဍ1 area 1နဲ့2အတွက် RBF Plus ကစစ်စစ်ရွေးချယ်တဲ့အခါမှာဒီမှာဖော်ပြထားတဲ့စံသတ်မှတ်ချက်6ချက်နဲ့အကဲဖြတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်အမှတ်အများဆုံးအနေနဲ့စီးပွားရေးအရာအကျိုးမြတ်ဖြစ်နိုင်ခြေအရင်းကြေကာလအတွက်အမှတ်အများဆုံး50%ကိုပေးထားတာပဲဖြစ်ပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့စီမံကိန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြင်ဆင်ထားမှုနဲ့ပတ်သက်ပြီး10%ရှောက်ထားတဲ့စီမံကိန်းကိုအကောင့်ထဲပေါ်ခြင်းအပြင်ရရှိလာတဲ့အကျိုးကျေးဇူးတွေအားဆိုရင်
ရင်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့တခြားသောလုပ်ငန်းတွေနဲ့တောင်သူတွေအတွက်စီးပွားရေးအရာအကျိုးဖြစ်ထွန်းနိုင်တဲ့အလားအလာရှိခြင်းအပေါ်မှာ10%နောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့စီမံကိန်းကဘယ်လောက်အထိတာဝန်ယူမှုတာဝန်ခံမှုရှိပြီးတော့တဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုဆိုင်ရာထိခိုက်မှုတွေကိုဘယ်လောက်အထိလျှော့ချနိုင်လဲဆိုတာအပေါ်မူတည်ပြီးတော့15%ကိုအဆိုပြုထားတဲ့နည်းပညာနဲ့ဝန်ဆောင်မှုဟာဆိုရင်မြန်မာနိုင်ငံနဲ့ကိုက်ညီမှုရှိမရှိပေါ်မူတည်ပြီးတော့15%စသဖြင့်အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပါတယ်။ဒါအပြင်ကိုလုပ်ငန်းမှာကြားမှဓာတ်တူညီမျှမှုရှိမရှိလူမှုပေါင်းစည်းပါဝင်မှုနဲ့ပြည်ပခါတွေနဲ့ပတ်သက်ပြီးတော့နားလည်သိရှိတုံ့ပြန်မှုတွေကိုဘလောက်အထိထည့်သွင်းစဉ်းစားထားသလဲပေါ်မူတည်ပြီးတော့အများဆုံး9မှတ်အထိပို့ပေးသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဏ္ဍနှစ်ထောက်ပံ့ငွေကိုဘယ်သူတွေလျှောက်ထားနိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ကဏ္ဍနှစ်ကိုလျှောက်ထားခြင်းတဲ့သူတွေအားဆိုရင်မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့လုပ်ငန်းဖြစ်ရမှာဖြစ်ပြီးတော့အမြဲတမ်းဝန်ထမ်းဦးရေ600အောက်ဒါမှမဟုတ်လုပ်ငန်းမှတည်ရင်းနှီးငွေသိန်းပေါင်း1000အောက်ရှိတဲ့လုပ်ငန်းဖြစ်ရပါမယ်။လုပ်ငန်းလည်ပတ်နေတာအနည်းဆုံးသက်တမ်း2နှစ်ရှိရမှာဖြစ်ပြီးတော့2025-2026ခုနှစ်အတွက်ငွေစည်းရင်းရှင်းတန်းကိုတင်ပြနိုင်ရပါမယ်။လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုက်ညီတဲ့နည်းပညာစက်ပစ္စည်းဒါမှမဟုတ်နည်းပညာရောင်းချမဲ့ supplier ကိုတေချာရွေးချယ်ထားရပါမယ်။ပြီးတော့ထောက်ပံ့ငွေသဘောတူညီချက်စာချုပ်ချုပ်ဆိုပြီးတော့12လအတွင်းမှာစီမံကိန်းကိုအကောင့်ထဲဖော်ရမှာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကထည့်ဝင်စိုက်ထုတ်ရမယ်ငွေအရင်းအနှီးကိုလည်းပြင်ဆင်ထားရပါမယ်။ဒီမှာသတိပြုစရာအနေနဲ့ရန်ကုန်နဲ့မန္တလေးတိုင်းမှာလုပ်ငန်းဆောင်ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာဆိုရင်ကဏ္ဍနှစ်အောက်က area တွေအတွက်ထောက်ပံ့ငွေလျှောက်ထားလို့မရပါဘူး။ဒါပေမဲ့ချင်းချက်အနေနဲ့ရန်ကုန်နဲ့မန္တလေးတိုင်းဟာလုပ်ငန်းတွေဟာဆိုရင်စီးပွားရေးအရာဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသတွေစီကတောင်သူတွေစီကနေကုန်ကျန်းတွေဝယ်ယူရဲဆိုရင်တော့ area 9အောက်မှာလျှောက်ထားလို့ရပါတယ်။အဲ့လိုလျှောက်ထားလို့တဲ့သူတွေအားဆိုရင်ကုန်ကျန်းတွေအမှန်တကယ်ယူနေကြအောင်လည်းမိမိရဲ့သက်ဆိုင်ရာလျှောက်လွှာမှာအသေးစိတ်ရေးသားဖော်ပြပေးဖို့လိုအပ်ပါတယ်။ကဏ္ဍနှစ်အတွက် RBF Plus ကစီစစ်ရွေးချယ်တဲ့အခါမှာလည်းဒီမှာဖော်ပြထားတဲ့စံသတ်မှတ်ချက်6ချက်နဲ့အကဲဖြတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်အမှတ်အများဆုံးအနေနဲ့စီးပွားရေးအရာအကျိုးမြတ်ဖြစ်နိုင်ခြေအရင်းကြေကာလအတွက်အမှတ်အများဆုံးပေးထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ RBF Plus ရဲ့ Area 9ထောက်ပံ့ငွေကိုဘယ်လိုလုပ်ငန်းမျိုးတွေလျှောက်ထားနိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Area 9အတွက်အဆိုပြုလာတွေကို2026ခုနှစ်အောက်တိုဘာ14ရက်နေ့ကနေ2026ခုနှစ်အောက်တိုဘာ21ရက်နေ့အထိခေါ်ယူမှာပဲဖြစ်ပါတယ်။ area 9အတွက်လျှောက်ထားခြင်းတဲ့သူတွေအားဆိုရင်မြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့စီးပွားရေးအသင်းအဖွဲ့တွေဒါမှမဟုတ်ပြည်တွင်းအကြီးစားလက်လီရောင်းချတဲ့သူတွေကိုတင်သွင်းရောင်းချနေတဲ့ supplier တွေဒါမှမဟုတ်နိုင်ငံခြားကနေအဝယ်တော် company ကြီးတွေဖြစ်ရမှာဖြစ်ပြီးတော့ဥဆောင်လျှောက်ထားတဲ့သူနဲ့တင်နန်းတက်မဲ့တောင်သူလယ်သမားတွေကလုပ်ငန်းသက်တမ်းအနည်းဆုံး2နှစ်ရှိရမှာဖြစ်ပါတယ်2025-2026ခုနှစ်အတွက်ငွေစည်းရင်းရှင်းတန်းတွေကိုလည်းတင်ပြနိုင်ရမှာဖြစ်ပါတယ်။ရှောက်ထားလိုတဲ့တင်နန်းရဲ့အစီအစဉ်ကိုတေချာရှင်းလင်းစွာဖော်ပြထားရမှာဖြစ်ပြီးတော့တင်နန်းဆရာစည်းရင်းကိုလည်းတေချာရွေးချယ်ထားရပါမယ်။တင်နန်းပြီးစီးသွားတဲ့နောက်မှာဆိုရင်လည်းပို့ပြီးတော့တိုးတက်လာနိုင်တဲ့ဈေးကွက်တွေရောင်းအားတွေစတာတွေကိုလည်းအခိုင်အမာဖော်ပြပေးဖို့လိုအပ်ပါတယ်။ဒါအပြင်စီမံကိန်းကိုထောက်ပံ့ငွေသဘောတူညီချက်လက်မှတ်ရေးထိုးပြီးတဲ့နောက်12လအတွင်းမှာအကောင့်ထဲပေါ်ရမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဏ္ဍ3 area 10အတွက်ထောက်ပံ့ငွေကိုဘယ်လိုလုပ်ငန်းမျိုးတွေရှောက်ထားနိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားပြီးတော့လုပ်ငန်းသက်တမ်းအနည်းဆုံး2နှစ်ရှိတဲ့စိုက်ပျိုးမွေးမြူရေးနည်းပညာသွင်းအားစုနဲ့စက်ကိရိယာထုတ်လုပ်တဲ့ကုမ္ပဏီတွေလုပ်ငန်းတွေဖြစ်ရပါမယ်။ဒါအပြင်တူညီတဲ့နိုင်ငံကနည်းပညာတွေအပေါ်ဘုံစိတ်ဝင်စားမှုရှိတဲ့ကုမ္ပဏီအနည်းဆုံး3ခုစုပေါင်းပြီးတော့ရှောက်ထားရမှာဖြစ်ပြီးတော့အနည်းဆုံးခုနှစ်ရဲ့ငွေစည်းရင်းရှင်းတန်းတွေကိုတင်ပြနိုင်ရမှာဖြစ်ပါတယ်။ဒီခရီးစဉ်ကိုတွားရောက်လေ့လာလိုတဲ့သူတွေကတော့ဒီခရီးစဉ်ကနေဘလို့နည်းပညာအသစ်တွေကိုလေ့လာလိုတာလဲဘယ်နည်းပညာကုမ္ပဏီနဲ့ကုန်စည်ပြပွဲတွေကိုတွားရောက်လေ့လာခြင်းတာလဲနဲ့ပူးပေါင်းလှုပ်ဆောင်ခြင်းဆိုင်ရာသဘောတူညီချက်တွေကိုဘယ်လိုရရှိလာနိုင်လဲဆိုတာတွေကိုတေချာပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ဒါအပြင်ချိတ်ဆက်ပေးမဲ့နည်းပညာရှင်တွေခရီးစဉ်ရဲ့အသေးစိတ်အစီအစဉ်တွေကိုလည်းကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီးတော့လုပ်ငန်းဘက်ကစိုက်ထုတ်ရမယ့်ငွေအရင်းအနှီးကိုလည်းလုပ်ငန်းရှင်တွေအနေနဲ့ကြိုတင်ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ကဏ္ဍ3 area 9နဲ့10အတွက် RBF Plus ကစီစစ်ရွေးချယ်တဲ့အခါမှာဒီမှာဖော်ပြထားတဲ့စံသတ်မှတ်ချက်၄ချက်နဲ့အကဲဖြတ်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်အမှတ်အများဆုံးအနေနဲ့မိမိဆိုပြုထားတဲ့စီမံကိန်းအတွက်အသေးစိတ်ပြင်ဆင်ထားမှုနဲ့ပတ်သက်ပြီးတော့
အမှတ်အများဆုံး60%ကိုပေးထားတာပဲဖြစ်ပါတယ်အခုရှင်းပြပေးသွားတဲ့ကဏ္ဍတွေအပြင်ရှောက်ထားသူတွေအနေနဲ့ထပ်မံသတိပြုရမယ့်အချက်အချို့ရှိပါသေးတယ်ဥပမာ RBF Plus မှာဘယ်လိုလုပ်ငန်းမျိုးတွေရှောက်ထားလို့မရဘူးလဲဆိုတာတွေနဲ့ရန်ကုန်နဲ့မန္တလေးတိုင်းရလုပ်ငန်းတွေအတွက်ဘယ်လိုချင်းချက်တွေရှိလဲဆိုတာကိုလုပ်ငန်းရှင်တွေတေချာသိရှိနိုင်ဖို့ဆက်လက်ရှင်းပြပေးသွားပါမယ်အဆိုပြုလွှာရှောက်ထားလို့သူတွေအနေနဲ့သတိပြုရမယ့်အချက်လေးတွေကတော့ရှောက်ထားတဲ့သူတွေကဆိုရင်တောင်သူလယ်သမားတွေလယ်ယာထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့အရင်ကလက်တွဲလုပ်ကိုင်ခဲ့မှုတဲ့အတွေ့အကြုံရှိရပါမယ်စီမံကိန်းကြောင့်တောင်သူလယ်သမားနဲ့ထုတ်လုပ်သူတွေရဲ့ကုန်ထုတ်စွမ်းအားတိုးတက်ရေးထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနဲ့ဈေးကွက်တစ်ချဲ့ထွင်နိုင်ရေးတို့ကိုကူညီနိုင်စွမ်းရှိရပါမယ်။ဒါအပြင်လုပ်ငန်းဟာဆိုရင်အရက်လောင်းကစားဈေးလိပ်လက်နက်နဲ့နိုင်ငံတကာကတားမြစ်ထားတဲ့နယ်ပယ်တွေမှာလုပ်ကိုင်နေတဲ့ကုမ္ပဏီစီးပွားရေးလုပ်ငန်းမဖြစ်ရပါဘူး။ area 3 area 6 area 8တို့ဟာဆိုရင်အခုတတိယအကြိမ်6လခေါ်ဆိုမှုမှာမပါဝင်တော့ပါဘူးဒါပေမဲ့ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကစီးပွားရေးလုပ်ငန်းတွေကတော့ area 1နဲ့ခွန်ကို30အတွက်သာထောက်ပံ့ငွေလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်အခုကတော့ RBF ဒါမှမဟုတ် RBF Plus ကထောက်ပံ့ငွေရရှိခဲ့မှုတဲ့လုပ်ငန်းတွေအနေနဲ့သတိပြုရမယ့်အချက်လေးတွေကိုထပ်မံပြပြပေးသွားမှာပဲဖြစ်ပါတယ်ကဏ္ဍ1အောက်ကထောက်ပံ့ငွေရရှိခဲ့တဲ့လုပ်ငန်းတွေအားဆိုရင်ကဏ္ဍ1နဲ့ကဏ္ဍ2အောက်မှာထပ်မံလျှောက်ထားခွင့်မရှိတော့ပါဘူးဒါပေမဲ့ကဏ္ဍ3အောက်မှာထပ်မံလျှောက်ထားနိုင်ပါတယ်ကဏ္ဍ2အတွက်ထောက်ပံ့ငွေရရှိမှုတဲ့လုပ်ငန်းတွေအားဆိုရင်ကဏ္ဍ2အောက်မှာထပ်ပြီးတော့လျှောက်ထားခွင့်မရှိတော့ပါဘူးဒါပေမဲ့ကဏ္ဍ1နဲ့3မှာထပ်မံလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်ကဏ္ဍ3အတွက်ထောက်ပံ့ငွေရရှိမှုတဲ့လုပ်ငန်းတွေဟာဆိုရင်တော့တူညီတဲ့ area ကလွဲပြီးတော့ကျန် area တွေကိုထပ်မံလျှောက်ထားနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့ RBF Plus မှာရရှိနိုင်တဲ့အကူအညီတွေကတော့ RBF Plus မှာကိုလျှောက်ထားမဲ့စီမံကိန်းနဲ့ဓာတ်ရိုက်ပတ်သက်တဲ့ကုန်ကျစရိတ်တွေဥပမာစက်ပစ္စည်းကိရိယာတွေစီမံကိန်းနဲ့ဆက်ဆက်တဲ့နည်းပညာတွေနဲ့အခြားကုန်ကျစရိတ်တွေနည်းပညာအထောက်ပံ့တွေသင်တန်းတွေနဲ့ပြည်တွင်းမှာပြုလုပ်တဲ့အသိပညာမျှဝေတဲ့ဆွေးနွေးပွဲတွေနဲ့ဟောပြောပွဲတွေအတွက်ကုန်ကျစရိတ်တွေ area 1နှစ်930အတွက်ဆိုရင်တော့စီမံကိန်းမှာပါဝင်တဲ့ဓာတ်ရိုက်ဆက်ဆက်တဲ့ကုန်ကျစရိတ်တွေဥပမာခရီးစရိတ်တွေကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်RBF Plus မှာမရရှိနိုင်တဲ့အကူအညီတွေကတော့လုပ်ငန်းရဲ့ပုံမှန်လုပ်ငန်းလည်ပတ်စရိတ်တွေဝန်ထမ်းတွေရဲ့လောက်ခလာစာကုန်ကျစရိတ်တွေ RBF Plus ကထောက်ပံ့ပေးမဲ့စီမံကိန်းအတွက်သာမကတခြားနေရာတွေမှာပါအသုံးပြုနိုင်တဲ့စက်ပစ္စည်းတွေဥပမာကားမြေနေရာစတာတွေနဲ့အဆောက်အဦတည်ဆောက်မှုအတွက်ကုန်ကျစရိတ်တွေကိုတော့ထောက်ပံ့ငွေရရှိနိုင်မှာမဟုတ်ပါဘူးဆက်လက်ပြီးတော့ RBF Plus ထောက်ပံ့ငွေအတွက်လျှောက်ထားရမယ့်လုပ်ငန်းစဉ်တွေအကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်လူကြီးမင်းတို့အနေနဲ့ပထမအဆင့်လျှောက်လွှာ concept note stage နဲ့ဒုတိယအဆင့်လျှောက်လွှာ proposal stage ဆိုပြီးတော့လျှောက်ထားရမှာဖြစ်ပါတယ်။ဒါပေမဲ့ကဏ္ဍ3အတွက်ဆိုရင်တော့တစ်ဆင့်သာလျှောက်ထားရမှာဖြစ်ပါတယ်။အဲ့လိုပထမအဆင့်ဒုတိယအဆင့်လျှောက်လွှာတွေကိုလျှောက်ထားတဲ့နေရာမှာလုပ်ငန်းရှင်တွေအနေနဲ့လျှောက်လွှာတွေကိုကိုယ်တိုင်ရေးသားနိုင်တယ်လို့ကိုယ်တိုင်ရေးဖို့အခက်အခဲရှိတယ်ဆိုရင်တော့ RBF Plus မှာရှောက်လာကူညီရေးသားပေးတဲ့ပုံကိုယ်တွေကိုစီစဉ်ထားရှိထားပါတယ်။ရှောက်လာကူညီရေးသားပေးမဲ့သူတွေရဲ့အချက်အလက်တွေကိုတော့ RBF Plus ရဲ့ channel တွေမှာဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းရှင်ကိုယ်တိုင်ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။ရှောက်လာကူညီရေးသားကကိုလုပ်ငန်းရှင်တွေကတက်ပေးစရာမလိုပါဘူး။ RBF Plus ကရှောက်လာကူညီရေးသားကကိုပေးသွားမှာဖြစ်ပါတယ်။လျှောက်ထားရမယ့်လုပ်ငန်းစဉ်တွေကတော့ပထမအဆင့်လျှောက်လွှာ concept note stage မှာဆိုရင်လူကြီးမင်းတို့အနေနဲ့ RBF Plus အဖွဲ့နဲ့တွေ့ဆုံပြီးတော့စီမံကိန်း idea တွေကိုဆွေးနွေးတိုင်ပေးမယ်လိုအပ်လို့ရှိရင်လျှောက်လွှာကူညီရေးသားပေးမယ် service provider တွေနဲ့လည်းဆက်သွယ်နိုင်ပါတယ်ပြီးရင်ပထမအဆင့်လျှောက်လွှာကို online ကနေရေးသားတင်သွင်းမယ်တင်သွင်းလာတဲ့လျှောက်လွှာတွေကို RBF Plus ကစီစစ်ပြီးတော့ရွေးချယ်ခံရတဲ့လုပ်ငန်းတွေကိုအကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆင့်အောင်မြင်သူတွေအားဆိုရင်ဒုတိယအဆင့်ကိုဆက်လက်လျှောက်ထားရပါမယ်ဒုတိယအဆင့်လျှောက်လွှာကိုပြင်ဆင်ရေးသားပြီးတော့ online ကတင်သွင်းမယ်လျှောက်လွှာတွေကို RBF Plus ကစီစစ်ပြီးတော့
ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာစီစစ်ရေးကော်မတီကရွေးချယ်ပြီးတော့ဒုတိယအဆင့်မှာရွေးချယ်ခံရတဲ့လုပ်ငန်းတွေကိုအကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်ဒုတိယအဆင့်အောင်မြင်တဲ့လုပ်ငန်းရှင်တွေအားဆိုရင် RBF Plus နဲ့စာချုပ်ချုပ်ဆိုပြီးတော့စီမံကိန်းကိုဆက်လက်အကောင့်ထဲပေါ်ရမှာဖြစ်ပြီးတော့စီမံကိန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုပေးပို့ရမှာပဲဖြစ်ပါတယ်ဒီမှာဖော်ပြပေးထားတာကတော့တတိယအကြိမ်မြောက်အဆိုပြုလာခေါ်ယူခြင်းအတွက် RBF Plus ကသတ်မှတ်ထားတဲ့အချိန်စရာလေးပဲဖြစ်ပါတယ်တတိယအကြိမ်မြောက်အဆိုပြုလာတွေကို2026ခုနှစ်ဩဂုတ်လ14ရက်နေ့မှာစတင်ခေါ်ယူသွားမှာဖြစ်ပြီးတော့စက်တင်ဘာ4ရက်နေ့မှာပထမအဆင့်6လာတွေကိုလူကြီးမင်းတို့အနေနဲ့နောက်ဆုံးထားပြီးတော့တင်သွင်းရမှာဖြစ်ပါတယ်စက်တင်ဘာ25ရက်နေ့မှာတော့ပထမအဆင့်ရွေးချယ်ခံရသူတွေကိုကြေညာပေးသွားမှာဖြစ်ပါတယ်ပထမအဆင့်ရွေးချယ်ခံရတဲ့သူတွေအနေနဲ့ဒုတိယအဆင့်6လာတွေကိုပြင်ဆင်လျှောက်ထားရမှာဖြစ်ပြီးတော့အောက်တိုဘာ21ရက်နေ့မှာနောက်ဆုံးထားတင်သွင်းရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ရှောက်လာတွေကို RBF Plus ကအကဲဖြတ်စီစစ်ရွေးချယ်ပြီးတော့ဒီဇင်ဘာ4ရက်နေ့ကနေဒီဇင်ဘာ16ရက်နေ့အတွင်းမှာနောက်ဆုံးထားပြီးဒုတိယအဆင့်အောင်မြင်သူတွေကို RBF Plus ကနေပြီးတော့အတည်ပြု email ပို့ပြီးတော့ကြေညာပေးသွားမှာဖြစ်ပါတယ်ပြီးရင်တော့ဒုတိယအဆင့်အောင်မြင်တဲ့လူကြီးမင်းတွေအားဆိုရင် RBF Plus နဲ့စာချုပ်လက်မှတ်ရေးထိုးပြီးတော့တစ်နှစ်အတွင်းမှာစီမံကိန်းကိုအကောင့်ထဲပေါ်ရမှာပဲဖြစ်ပါတယ်ဒါကတော့ RBF Plus ရဲ့ social media channels တွေပဲဖြစ်ပါတယ်။ RBF Plus ဆိုတဲ့နာမည်နဲ့ Facebook, Telegram, website, Viber နဲ့ LinkedIn တွေမှာရှိပါတယ်။ RBF Plus နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလူမှုစာမျက်နှာတွေပေါ်မှာအချိန်နဲ့တပြေးညီဖော်ပြပေးနေတာမို့လူကြီးမင်းတို့အနေနဲ့ subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဒါကတော့ RBF Plus အဖွဲ့ဝင်တွေရဲ့ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်တွေပဲဖြစ်ပါတယ်။လူကြီးမင်းတို့ထပ်မံသိရှိခြင်းတဲ့အကြောင်းအရာတွေနဲ့စီမံကိန်း idea တွေကိုအတည်ပြုဆွေးနွေးခြင်းနဲ့ဆိုရင်တော့ဒီမှာဖော်ပြပေးထားတဲ့ဖုန်းနံပါတ်တွေကိုရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ RBF Plus ရဲ့တတိယအကြိမ်ခေါ်ဆိုမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့ဒီလောက်ပါပဲ။အချိန်ပေးကြည့်ရှုပေးတဲ့အတွက်လူကြီးမင်းတို့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။